အားတန်တဲ့ကောင်းလေးနှစ်ယောက်က2 နာရီအတွင်းမြို့မှာပုံမဲ့စီစဉ်ကိုလက်ခံခဲ့ကြပါတယ်။သူတို့တွေကိုရှာမဲ့လူတွေနေရာလန့်လိုက်ရှာကြမှာပါ။ရှာမဲ့လူတွေအသိယုံကြည့်ပြီးဒေါင်းကိုပုံစံဖြစ်တဲ့ရုံရင်းကြီးကိုပြည်စေထားကြပါတယ်။2 နာရီအတွင်းရှာမသိတော့ပုံနေတဲ့ကောင်းလေးတွေကစူရင်းရပြီးဂိမ်းကိုနိုင်ရရှိမှာပါ။အချိန်ကြာတာနဲ့ပုံနေရလိုက်ရှာပါတော့တယ်။နေရာလိုင်ကားဘက်ကိုဖွင့်ပြီးအထဲကိုတေချာလေးဝင်ကြည့်ယူကြည့်တယ်။ဒါပေမဲ့အကုန်စီပြီးမြဲပိုးပုံလေးကြားတာကြောင့်အကုန်ပြန်တက်ပြီးအင်ကြီးထချုပ်လိုက်ရပါတယ်။နောက်လာပြီးတဲတူပြီးလုံနေဖို့လုပ်ကြတယ်။ကြောင်စောကြီးရမသိမိတော့နောက်နိုင်ရနေကြတယ်။တဲကနေလည်းအကောင်တွေထွက်လာမှစိုးရင်ကြတယ်။နောက်သားအိမ်တော်ပြရသေးတော့ကျမကြီးကြီးဆိုင်ဖို့အကောင်တွေမကိုက်ခံအောင်လုပ်ကြတယ်။အမိုက်ပုံးနာလာပြီးအမိုက်ပုံးနဲ့ဝင်ဖို့ရင်ကောင်းမလား။အမိုက်တွေကအမိုက်ရေထုတ်ပြီးထဲဝင်ကြည့်ကြလိုက်တယ်။အထဲကအမိုက်နဲ့ရမ်းနေတာမိုးနေအောင်သားပြန်ထွက်လာပြီးအမိုက်ပုံးကိုစေးရောသားစင်မို့သူတို့ခန်းနဲ့ခေါ်လာလိုက်ပါတယ်။အမိုက်ပုံးကိုစိတ်ချက်ပုံစံပြီးနေတာအထိုက်လို့ရအောင်မှလုပ်ကြတယ်။အမိုက်ပုံးကိုပေါက်ထုတ်ပြီးပိုက်ဆိုင်ကရ2 ယောက်သားတယောက်နဲ့စကားပြောဖို့လုပ်ကြတယ်။လိုရတဲ့ပစ္စည်းဝယ်ဖို့2 ယောက်သားစူပါမတ်ကသွားကြတယ်။အမိုက်ပုံးနဲ့မှလာစင်ဖို့ချီအောင်လုပ်နေတဲ့မီးရိုးတွေပါဝယ်ခဲ့ကြတယ်။ဒီမှာနေဗိုက်ဆန်တွေတို့စားတော့ပါဝယ်ခဲ့ကြတယ်။သူတို့ရဲ့ CCTV လည်းဝယ်ခဲ့ကြပါတယ်။သူတို့အမိုက်ပုံးနာကိုဘူးမှမကတ်အောင်လုပ်ဖို့လည်းစဉ်းစားထားတယ်။အိမ်ပြန်တော့အမိုက်ပုံးနာကိုဆေးဖြူအောင်တော့အောက်ကိုမြေခင်းပါဖြစ်ဖော်ရိုးလေးပါခင်းလိုက်တယ်။ကောင်လေးကတော့အောက်ကိုအမွှေးဘက်ကဖင်းပြီး TV နဲ့ဂိမ်းဆက်တက်ဆင်လိုက်တယ်။ဆိုင်စားဖို့တေးသားရေးယူထားပြီးအလားစင်မီးလုံးလေးနဲ့တက်ဆင်ကြတယ်။ကြီးလိုက်ရင်တော့နေသေးတာခန်းလေးပဲ။အမေအောင်ပြယူပြီးအပေါ်ကနေတင်လိုက်တာအမိုက်ပုံးနဲ့သူအောင်အမိုက်တွေပါခင်းပြီးအပေါ်ကနေပိတ်ပြီးတော့သူတို့အရှိရနေရာမှာလွတ်ပြေးလိုက်ရတယ်။ပြီးတော့အမိုက်နဲ့သူအောင်အမိုက်လေးခင်းပြီးတော့အမိုက်သေးလေးပါဖြန်းလိုက်တော့ဒါအကုန်ပြည့်စည်ပြီးတော့အမိုက်ပုံးနဲ့ဝင်မုန်းကြတယ်။ပုံးနဲ့ပြင်ပြီးတော့လက်ချဝဲလူတွေဆက်ချဖို့ထွက်လာခဲ့ကြတယ်ပြီးတော့ကားပေါ်ဆင်းပြီးကောင်းလေးရဲ့ကောင်မလေးအိမ်ကိုလိုက်နေရစစ်လိုက်ဆက်ကြည့်ကောင်မလေးကစစရင်တော့တကားဖွင့်ပဲရင်းမိပါဘူးလိုက်ချတဲ့လူတွေကကောင်လေးပေါ်မှာလဲလို့မိတယ်ကောင်မလေးမတီးဘူးပြန်ဖြေပါတယ်လူကြီးနှစ်ယောက်ကမယုံပဲကောင်မလေးအိမ်ကိုကောင်လေးကိုနေရလိုက်ရှာပါတော့ဆက်လို့မသိတော့ပြန်ကန်ဒီကောင်မလေးကဆက်စရရယူလာခဲ့ကောင်လေးကိုရှာမသိတော့အချိန်ကြီးဖြုံးလိုက်မိပြီးနှစ်ယောက်သားနောက်ကောင်လေးရဲ့ကောင်မလေးအိမ်ကိုသွားပြီးစစ်သေးကြည့်ပါတယ်ကောင်မလေးကကောင်လေးမိုက်ဖို့သုံးသွားတော့ဖြေလိုက်တယ်လို့တွေးပြီးတော့အဲကြောင့်ရဲနှစ်ယောက်ကရှာဖို့အရေးမှုရသွားတယ်။အဲ့မှာကောင်လေးနှစ်ယောက်ကအမိုက်ရုံးနဲ့မုတ်ဆိုင်စကားပြောအတန်ကြားလို့လန့်သွားကြပြီ။ကြောက်ပြီး CCTV ကိုကြည့်ပြီးစီလိုလန့်ကြည့်အဲ့တော့မှကောင်မလေးတယောက်အမိုက်လာပြတာဖြစ်နေပါတယ်။ရဲနှစ်ယောက်ကဒုံးလူပြီးရှာကြည့်ဖို့လုပ်ပါတယ်။ကောင်လေးနှစ်ယောက်ကပြင်ထွက်ပြီးတော့ပြီးဖို့လုပ်နေကြတယ်။ကောင်လေးမိုက်နေရကိုဒုံးကနေတွေ့ပြီးလက်ရှာကြတယ်။လိုက်ရှာဖို့လုပ်ကြတယ်။အနီးနားရောက်တော့အမိုက်ပုံးတွေကိုအခုနေရာနဲ့လိုက်ရှာကြတယ်။ကြာမသိတော့ဒေါသထွက်ပြီးအမိုက်ပုံးတွေကိုကန်လိုက်နှစ်ယောက်သားချက်တိတ်တော်မကိုလိုက်အပြင်ချင်းတွေကို CCTV နဲ့ကြည့်ဖို့လုပ်တယ်။ရဲတယောက်ကသူတို့ပုံနေလို့လက်ရှာလူများတွေ့ကြကြပါတယ်။မိုက်ပုံကရမ်းနေနေရမို့ဒီထဲမှာမပုံတော့ဘူးဆိုပြီးထွက်သွားကြတယ်။ချင်းရလည်းပြီးတော့မလို့ကားနဲ့မူလာနေအောင်ပြန်လာပြီးကိုရောနဲ့ကလက်ရှာဖို့လုပ်ကြတယ်။ကိုရောနဲ့လက်ရှာပြီးတော့ကိုလေးတို့မသိတော့ပြန်ထွက်ကြတယ်။အောင်လေးတို့နဲ့အမိုက်ပြေးလာတဲ့စာကိုတွေ့သွားပြီးတော့နေ့တွေကသူတို့လာခဲ့အမိုက်ပုံးစီကိုပြန်သွားဖို့ကြံစီရသွားခဲ့တယ်။နှစ်ယောက်သားအေးစေးအိတ်နဲ့တော့ပြေးတယ်ကြတော့လန့်ပြီးထပ်ကြည့်လိုက်တယ်။သူတို့အိတ်တွေတက်ပြီးခေါင်းပေါ်မှာဆွတ်ကြတယ်။ဒီမှာရှာရဲ့လူနှစ်ယောက်ကလည်းအတန်ရဲဒီအော်ဘီချက်တော့မကြောက်မိရောတူတူလေးနေရရတယ်။ဆိုတော့လိုက်ရှာရဲ့လူနဲ့ကောင်လေးတွေကိုတွေ့ပြီးစူချင်းခွေတွေသူတို့ပဲရသွားခဲ့ပါတယ်။